no, the study located also your assembly jalamati, no assembly located. ကျေးပါတယ်ခင်ဗျာ ဒီနေ့အမေ agenda ရောက်တည်တယ်နော်ကျွန်တော် group မှာလေ Telegram group မှာ share ထားတယ်ဒီနေကင်းအဲ့ဒါလေးတင်မယ် agenda လေးတစ်ချက်ကျွန်တော်ပြန်ပြမယ်နော်ဒီနေ့ agenda ကလေကျွန်တော်တို့ prompt engineering ဆိုတဲ့ဒီ dev ပုံတွေ video တွေပန်ထီးတဲ့အခါပေါ့ကျွန်တော်တို့ AI ကိုခိုင်းမယ် AIC ကနေကျွန်တော်တို့ဗာလေဒီ prompt တွေယူမယ်ပေါ့နော်သူတို့စီကနေယူမယ်သူတို့ကိုခိုင်းမယ်လုပ်မယ်ဒါအပြင်အဲ့ဒါဒီ section လေးပြီးရင်နောက် section တစ်ခုကျွန်တော်တို့အတော့ဒီ proof နဲ့ပန်ထီးမယ် video ပန်ထီးမယ်နော်ကိုယ်တိုင်လုပ်ကြမှာပေါ့နော်ဒီနောက်ပြီးတော့ကျွန်တော်တို့ဒီကိုလုပ်တဲ့ပုံတွေ monitoring ပေါ့နော်အဓိကဒီတင်တဲ့တက်နေတဲ့အများစုကကြောက်တက်အမဲ online ကနေဝေါင်းရှာမဲဆိုတော့လူတွေအတွက်ပေါ့နော်အဓိကရွေထားတာပေါ့နော်ဒါဆိုကျွန်တော်တို့ဟုတ်ပြီဒီဗာလဲဓာတ်ပုံတွေဗီဒီယိုတွေကန်တိနိုင်ပြီဆိုရင်ကျွန်တော်တို့ပန်တီးထားတဲ့ဒီ content ဗီဒီယိုတွေဓာတ်ပုံတွေကိုပေါ့နော်ကျွန်တော်တို့ဒီ stock market တွေမှာကျွန်တော်ရောင်းမယ်ပြီးရင်မြေတွေမှာအလုပ်တွေရှာမယ်ဝင်ငွေတွေရှာမယ်ပေါ့နော်ဒီကိစ္စကိုလေးကျွန်တော်တို့အဓိကဆွေးနွေးသွားမှာဖြစ်တယ်တော်တော်အရေးပါတဲ့အစီအစဉ်မှာတကယ်ကိုကျွန်တော်တို့ကို effect ပြမယ်အစီအစဉ်လေးဖြစ်တယ်နော် okay အားလုံးသူဗာလေတက်တော့ကြောပါအောင်ပေးပါတကယ်လည်းပါဒီနေ့တခါလေးတင်ကြပေးမှာဖြစ်တယ် okay နော်prompt engineering ပေါ့နော် prompt engineering ကိုဒီနေ့ကြည့်ကြအောင်ပေါ့နော်ကျွန်တော်ဓာတ်ပုံဆိုရင်လည်းဒီတကယ် quality ကောင်းတဲ့ဓာတ်ပုံတွေဗီဒီယိုလည်းရိုက်နိုင်တယ်နော်အဲ့ဒါတွေကိုကျွန်တော် AI ကိုဘယ်လိုကိုင်လဲအမြင်လေးတော့ကျွန်တော်တို့လုံနေကြတာပဲနော်ဒီမှာတီးတဲ့လူတွေလေးရှိမယ်မတီးတဲ့လူတွေလေးရှိမယ်နော်ဒါကကြတော့ဒီကအခြေခံကနေစပြီးတော့မှတင်ကျင်တဲ့လူတွေအတွက်ပဲseminar ဖြစ်တဲ့အပေါ်မှာအားလုံးတူပဲပြန်ပြီးတော့ကျွန်တော်တို့နှွေးတဲ့သဘောပါပဲနော်အားလုံးတူပြန်ကြည့်တော့ရသွားနိုင်တယ်ပေါ့နော်ပြည်ကျွန်တော်တို့အဲ့ဒါတွေကိုအသုံးပြုပြီးတော့မှတကယ်တည်းရောက်မယ် monetization ရှာမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့က prompt လို့ပြောတယ်ကျွန်တော် skin share မြင်တယ်နော်ဒီဘာလို့ copy ရေးတဲ့ prompt တွေကိုစာတွေကိုเนาะကျွန်တော် copy ယူတယ်ပြီးတော့ကျွန်တော် pass လုပ်တယ်ပြီးသူများ result ကိုကျွန်တော်ပြန်ပေးတာဒီနေ့တီးရမှာ prompts ဆိုတာဘာလဲပေါ့နော်မ prompts ကဒီလိုပါဒါကြတော့ဒီ prompts ကိုကျွန်တော်တို့အဓိပ္ပာယ်ပွင့်မယ်ဆိုရင်လွယ်လေလေးပါပဲဥပမာကျွန်တော်တို့ Google ကိုတွားလိုက်တယ် Google ကောက်ပြီးတော့မှဒီထဲမှာကျွန်တော် DuckDuckGo လေးတစ်ချက်ဝင်လိုက်မယ်နော် the browser တစ်ခုကျွန်တော်ဝင်လိုက်မယ်ခဏလေးပါဒီ browser ကိုဝင်ပြီးတဲ့နောက်ပိုင်းမှာ browser လေးဝင်လိုက်တယ်အဲ့ဒီမှာကိုတခုရှာတာဘောတော့ကိုတခုကို research လုပ်မှဒီနေရာမှာဆိုပါတော့programming learning ဆိုပါတော့ the program ဖြစ်တယ်ဟိုရှာခိုင်းတဲ့သဘောဒီလိုပါပဲကျွန်တော်တို့ဒီ message ကိုခေါ်တာပါเนาะဆိုကျွန်တော်တို့ပေးတဲ့ message လေးရှိတယ်
question လေးရှိတယ် native prompts လေးရှိတာပေါ့နော်ဒါမျိုးတွေတော့ရှိမှာဆိုတော့ဒီနေ့အဲ့ဒါလေးကိုကျွန်တော်တို့ကိုရိုင်းဘလို့ပန်တိမလဲ perfect prompt တစ်ခုကဘလို့ရမလဲဆိုတာလေးကိုကျွန်တော်တို့လက်တွေ့တင်ကြရအောင်เนาะအများစုကဒီ prompt တွေကိုသူများတွေပေးတယ်ကျွန်တော်တို့ယူတယ်အဲ့ဒါတွေကိုအသုံးချတယ်ဒါပဲလုပ်ကြတာအမေတကယ်ဒီကျွန်တော်တို့ prompt ကိုရိုင်း simple နဲ့အရှိရေးစရာမလိုဘူးเนาะကျွန်တော်တို့ simple နဲ့ဒီ formula လေးကိုကျွန်တော်တို့သိပြီဆိုတာနဲ့ perfect prompt တစ်ခုကိုလုံးနိုင်မှာဖြစ်တယ် okay ကျွန်တော်ဒါဆိုရင်ဒီ 3 step method ပေါ့နော်3ဆင့်ကျွန်တော်တို့ prompt ရေးမယ်ဆိုရင်ဒီ3ဆင့်ကတော့အရေးကြီးတယ်အဲ့ဒါကို formula လို့ခေါ် 3C formula ဆိုတာကျွန်တော် CCC ဒီ C 3လုံးကို 3C လို့ခေါ်တာဒီ formula ကိုအနည်းဆုံးဒါမှ prompt ရေးတယ်တဲ့ အများကြီးရှိတယ်အဲ့ဒီကနေဒီ basic learner တွေအတွက်ဒီကူစုံဖြစ်အောင်ဒီ3 step method ဒီ formula လေးကိုကျွန်တော်တို့သိပြီဆိုတာ ਨੇ ကျွန်တော်တို့ perfect form ကိုကျွန်တော်တို့လုပ်လို့ရတယ်ဟုတ်ပြီကျွန်တော် perfect form ကိုလုပ်နိုင်ပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့လိုချင်တဲ့ video တွေ writing တွေဓာတ်ပုံတွေစသည်အပြင်ပေါ့ဒါတွေက quality ရှိမယ်ပေါ့နော်ကျွန်တော် concept context clarity ဒီ 3 step formula ဒီ concept ဆိုတာလေးသိတာပေါ့နော်ကျွန်တော်အမြင်နဲ့ပြောတယ်ဒီ concept ဒီအမြင်တွေပေါ့နော်ကြုံလုံးပြီးတော့လုပ်တဲ့ဥစ္စာဒီ context လေးကောင်းဖို့လိုတယ်ပြီးတော့ကျွန်တော် clarity ဖြစ်ဖို့လိုတယ်เนาะဒီနေ့နည်းမြန်မယ်ကျွန်တော်เนาะမဟုတ်ရင်ကျွန်တော်ပြည့်ရှင်းသွားရင်ပြီးမှမဟုတ် okay ကျွန်တော်ဒါတွေကိုနည်းနည်း definition ဖွင့်ကြည့်လိုက်ဟုတ်ပြီကျွန်တော်တို့ကဒီဟာကိုပေါ့နော် context concept contents ပြီးတော့ကျွန်တော်တို့clarity ဆိုတဲ့၃ခုပေါ့နော်အဲ့ဒီမှာဒီဟာလေးပြန်ကြည့်လိုက် think your idea ကျွန်တော်တို့ဒီ context ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ idea ကိုထည့်မယ်အမြင်ကိုထည့်မယ်ဒီနံပါတ်2မှာကျတော့ကိုတေးချင်နေရတယ်မတေးချင်နေရနော်နောက်တစ်ခုက B ကိုရေးတဲ့ prompt ကပေါ့နော်ဗာလဲတဲ့ဖို့လိုအပ်နော်တိကျတယ်ကျွန်တော်ဒါလေးလုပ်ချင်တယ်ဒါလေးလုပ်ချင်တယ်အဲ့ဒါကိုကျွန်တော် specific ဖြစ်ဖို့လိုတယ်ဒါနောက်တစ်ခုက be kind and clear ကိုပေးမဲ့ message ကကြတော့အမျိုးတွေကိုတိတိကျကျ clear ချင်းချင်းလင်းလင်းဖြစ်ဖို့လိုအပ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ 3 step formula ကိုသုံးပြီဆိုတာနဲ့ကျွန်တော် prompt လေးလုပ်လို့ရအောင်ဒါဆိုကျွန်တော်တို့ကြည့်ကြအောင် example လေးအနေနဲ့ဒီမှာကျွန်တော်တို့ lifestyle ဓာတ်ပုံတစ်ပုံကိုပန်တီးမယ်နော်ဒီဓာတ်ပုံတစ်ပုံကိုပန်တီးမယ်ဆိုရင်ကျွန်တော်တို့ concept အနေနဲ့ example 1အနေနဲ့ကျွန်တော်ပြတာအနေနဲ့ a young man using a laptop while drinking coffee လူတယောက်ကဗါတဲ့ coffee ဆိုင်မှာလက်ဖြစ် coffee လေးတောင်းရင်ねပေါ့နော်laptop တွေတုံးတဲ့လူတယောက်ဒါကြတော့ကျွန်တော်ရဲ့စိတ်ကူးရင်ဓာတ်ပုံပေါ့နော်ဒီနေရာမှာကျွန်တော်သိရမှာကဓာတ်ပုံတစ်ပုံကို create လုပ်တဲ့အခါသူ့ကိုကျွန်တော်ဦးနှောက်တွေပေးရတယ်ကျွန်တော်တို့ဘလို့ imagine လုပ်နေကျွန်တော်ဒီဓာတ်ပုံကိုဒီလိုလုပ်ချင်တယ်ဒီလိုလုပ်ချင်တယ်ဆိုတော့ဒီ concept တစ်ခုကိုတော့ကိုတီးထားဖို့လိုအပ်တယ်ကျွန်တော်တို့မှာဓာတ်ပုံမရှိလို့အသစ်ပြန်ပြီးမှဆိုရင်ဒီ step ဒီ formula လိုအပ်မယ်ဟုတ်ပြီမဟုတ်ဘူးကျွန်တော်တို့မှာကိုဓာတ်ပုံရှင်းနေပြီးသားဥစ္စာကိုကျွန်တော်နည်းနည်း edit ပြန်လုပ်မယ်ဒီနေရာမှာဒါလေးတစ်ခုဖြုတ်ပေးပါဒါလေးတစ်ခုပြည့်စွက်ပေးပါစသည်အပြင်ဒါမျိုးတွေကိုကျွန်တော်တို့ AI ကိုနော်ဒီ formula ၃ခုကမရှိမဖြစ်အရေးကြီးတယ်ဒီ 3C formula ပေါ့နော်မှာရှင်းသူလိုထည့်လို့ရတယ်ပေါ့နော် add on ကျွန်တော်အနေနဲ့စိတ်ကြည့်လိုက်တယ်ဥပမာလူတယောက်ပေါ့နော်ဟုတ်တယ် concept ကိုကျွန်တော်ပေးလိုက်တယ်အနေနဲ့ဒီ coffee စကားဒီ modern coffee ဆိုင်ပေါ့နော်cozy atmosphere ที่မှာရှိမဲ့သူ lifestyle ကဒီလိုphotography နဲ့ဒီ warm tone နဲ့စသည်အပြင်ကျွန်တော်တို့က specific တစ်ခုကိုပေးလိုက်တယ်နောက်တစ်ခုကပို့ပြီးတော့ clearness ပြအောင် clarity ဆိုတဲ့
နောက် formula soft natural lighting အဲ့မှာဒီအလင်းကဟိုမှာတဘောဆန်ဆန်ပနဲ့တဘောဆန်ဆန်ဒီအလင်းကိုထေပါပြီးတော့ shallow ကိုလေကျွန်တော်တို့ deep fill နဲ့လုပ်မယ်ဆိုတော့အဲ့ဒီ depth ပုံဟာdepth ပုံ yikes ကိုကြတော့50 mm နဲ့လုပ်တယ်ဒါပေမဲ့ဒီ depth ပုံကိုကျွန်တော် high quality နဲ့လုပ်ချင်တယ်တကယ်တဲ့ realistic စစ်မှန်တဲ့ depth ပုံစံမျိုးလုပ်ချင်တယ်ဆိုပြီးတော့မှကျွန်တော် clarity ကိုသူ့ကိုပေးလိုက်တယ်ဟုတ်ပြီနော်ဒါကိုကျွန်တော်လုပ်ကြည့်မယ်ဥပမာ example တစ်ဒါကြတော့ကျွန်တော် image depth ပုံတုတ်တဲ့အခါဒီ concept 3ခုကိုသိချကြည့်နောက်ပြီးတော့မှကျွန်တော်တို့လက်တွဲကိုထုတ်ကြည့်မယ်ပေါ့နော်ဒီလိုပေါ့နော်နော် landscape image ပေါ့နော်ကျွန်တော်တို့ဒီ landscape ဆိုတာဒီလိုပေါ့နော် portrait ဆိုတာဒီလို landscape ဆိုတာကျွန်တော်တို့ဒီလိုပေါ့ horizontal နဲ့ vertical ပေါ့နော်ဆိုတော့ဒီနေရာမှာ landscape depth ပုံကိုတုတ်ကြည့်နေဆိုမှဆိုပါတော့ကျွန်တော်စိတ်ကူးနေတဲ့ depth ပုံတုတ်ကြည့်နေမှတောင်တလုံးအဲ့ဒီထောင်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တခုစိတ်ကူးလိုက်တယ်ဒီ concept အနေနဲ့ပြီးရင်သူ့ကိုကျွန်တော်တို့ခါလဲ specific နော်အဲ့ဒီတောင်ရဲ့ကြားမှာဘယ်လိုဖြစ်လာမလဲဆိုတော့သူ့ရဲ့အလင်းကဒီ sunrise နေထွက်တဲ့အလင်းရောင်ပြီးတော့တကယ်တဲ့ဒီရုပ်ရှင်လောကမှာသုံးတဲ့ဒီ landscape ပုံစံမျိုးနဲ့ပြီးတော့အဲ့ဒီ depth ပုံကိုကြည့်လိုက်တဲ့အခါ peaceful ဖြစ်ရမယ်တကယ်တဲ့ mode တွေကျွန်တော်တို့တေးမယ်ဆိုတော့ specific ကိုကျွန်တော်တို့ထည့်လိုက်တယ်နောက်တစ်ခုကကျွန်တော်တို့ clarity နော်အဲ့လေဆိုရင်ဒီ depth ပုံတွေမှာဒီ depth ပုံက golden ပေါ့နော် golden color ပေါ့နော်ရွှေရောင်လိုထောက်ပအောင်ကျွန်တော်အလင်းနဲ့တုံးမယ်ကိုကျွန်တော်တုံးမယ်ပြီးတော့အဲ့ဒီ depth ပုံ resolution နဲ့ဖြစ်ရမယ်နောက်တစ်ခုကဒီ sharp details ရမယ် realistic ပေါ့နော်တကယ်စိတ်မဲ့တဲ့ depth ဒီဟာဒီကကြကျွန်တော် optional အနေနဲ့ clarity ကိုပေးတာဟုတ်ပြီကျွန်တော်ကို main လို့ရတယ်လေဆရာကဒီမှာ English လို့လောက်တာလေကျမတို့ဒီကျွန်တော်တို့မြန်မာလည်းလုံးလို့မရတယ်မြန်မာလေးရကျွန်တော်မြန်မာလေးလည်းဒီလိုကျွန်တော်တို့ဟာဒီအဆင့်3ဆင့်ကိုပေးလိုက်တဲ့အခါကျွန်တော်တို့ဒီ concept context clarity ကိုသိပါဒါဆိုရင်ကျွန်တော်တို့ထုတ်တဲ့ဒီ depth ပုံတွေကကျွန်တော်တို့ result ကိုထွက်မယ်ဒီနော်နောက် example လေးကြည့်မယ်2 3ကျွန်တော်တို့ဒီ product image တွေ product ဆိုတာကကျွန်တော်တို့ဒီကြော်ညာတွေဒီဆိုင်တစ်ဆိုင်မှာဒီကြော်ညာတွေလုပ်မယ်နော်အဲ့လိုမျိုး product တစ်ခုခုကိုလုပ်မယ်ဟိုကြော်ညာဖြစ်ပေါ့နော်အဲ့ကျွန်တော်ဒီဒါအတွက်မဆိုကိုဓာတ်ပုံပဲထုတ်ဗီဒီယိုပဲထုတ်စာပဲရေးdocument ပဲပန်တီ research ပဲလုပ်ကဏ္ဍစုံအတွက်ဒီအစဉ်3ဆင့်က formula 3C formula က product image တစ်ခုကိုထုတ်မယ်ဆိုရင်အဲ့ဒီ product image အတွက်ကျွန်တော်တို့စဉ်းစားကြည့်လိုက်ကျွန်တော်တို့ဒီဆိုင်အတွက်ဒီဗာလဲဒီရေမွေးပြီးဖြစ်ဒီတစ်ခုပေါ့ဒီ cosmetic ကိုကြော်ညာခြင်းနဲ့ဟုတ်ပြီဆိုတော့ဥပမာကျွန်တော်ဒီရေမွေးပေါ့နော်ဒီရေမွေးကြော်ညာခြင်းနဲ့ဆိုတော့သူ concept တွေမှာကျွန်တော်တို့ထည့်လိုက်အဲ့ luxury perfume ဆိုတာတကယ် luxury စင်တဲ့ဒီရေမွေးပလင်းပေါ့နော် place အဲ့ဒီဘေးပေါ်မှာထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ marble ဖြစ်တဲ့များနာပြင်တစ်ခုပေါ်မှာကျွန်တော်တို့ဒီ plane ကိုထားမယ်ဒါကျွန်တော်စိတ်ကူးရင်ပဲဟုတ်ပြီထားတာတော့ထားတာပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ရှင်းလင်းဖြစ်အောင် AI ကိုကျွန်တော်ခိုင်းတဲ့ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ထားတယ်ဒီထားတဲ့ပုံစံက premium aesthetic ဖြစ်ဖို့လိုတယ်ဘောနော်နောက်တစ်ခုကသူ minimal setup လုပ်မယ်အဲ့ဒီပါလဲဟို luxury perfume ရဲ့ဒီ background ကကြတော့ကျွန်တော်တို့ dark အနက်ရောင်သုံးပြီးတော့ elegant style ထဲမှာပဲကျွန်တော်တို့လိုချင်တယ်ဆိုတော့ specific ကိုကျွန်တော်ထည့်လိုက်တယ်နောက်တစ်ခုက realistic ဒီဟိုနော်ရေမွေးပလင်းဟာသူ့ကိုအယောင်တွေအတွက်ပေါ့နော်စတူဒီယိုမှာသုံးတဲ့အယောင်တွေကိုကျွန်တော်တို့သုံးမယ်ဒီအရိပ်ကိုကြတော့ကျွန်တော်တို့ soft ပေါ့လေးသုံးမယ်ဒါပေမဲ့9 mm less အဖြစ်သုံးထားတာကိုကျွန်တော်တို့ပေးတယ်ပြီးတော့ contrast နော် contrast ကိုလည်းကျွန်တော် high level နော် contrast ဆိုတော့အလင်းကိုညှိပေးတာကို contrast လို့ခေါ်တယ်ပြီးတော့တကယ်တဲ့ဒီ depth ပုံဟာ realistic တကယ်ကို realistic ရိုက်တဲ့ပုံစံမျိုးနဲ့ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဟာဒီ context ကိုကျွန်တော်တို့တကယ်တမ်းလုပ်ကြည့်
လူတယောက်ကဒီလိုဒီသုံးခုပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်chat ဒီနဲ့ Gemini ကိုပြောတယ်ပေါ့နော်တခြား tools တွေဒါပေမဲ့အဲ့ဒီထေးကနေပဲကျွန်တော်တကယ်လေးစာတွေအတွက်ပေါ့နော် Gemini ကကောင်းတယ်ဒီစာရဲ့ဒီOpen AI ကတိတ်ပြီးတော့ကျွန်တော်တို့အစီမပြေခေးဘူးပေါ့နော်မနေ့ကအဲ့တော့ဒီနေ့ဟာနှစ်ခုလုံးကိုပြန်ပြီးတော့ဒီ image အတွက် result ဘယ်လိုထုတ်ပေးလဲဆိုတာလေးကိုကျွန်တော်လေ့လာကြည့်ကြအောင်ပေါ့နော်ဒီ prompts တွေကိုကျွန်တော်ဘယ်မှာတွားပြီးတော့လောက်လိုက်လဲဆိုတော့ဥပမာကျွန်တော်တို့ကဒီ Gemini ပေါ့နော်ကျွန်တော်စားကလေးကနေမလုပ်ဘူးအချိန်ကုန်တက်တာအောင်ပေါ့နော်အချိန်ကိုတက်အောင်ဒီနေရာလေးမှာ okay နော်a young man ကျွန်တော် Gemini ကိုခိုင်းတယ်ပေါ့နော် Gemini ကိုခိုင်းတယ် a young man using a laptop drink စသည်အဖြစ်ဒီသုံးခုလုံးကိုနော်ဒီ concept context clarity ဆိုတဲ့ဒီသုံးခုလုံးကိုကျွန်တော်တို့ယူပြီးတော့မှ Gemini ကိုတွတ်ထည့်လိုက်တယ်နော် Gemini ကကျွန်တော်တို့ပေးတဲ့ result လေးကိုကြည့်လိုက်ပါဒီလို result တာကြတာကျွန်တော် download လဲလုပ်ပြီးတော့ပြမယ်ပေါ့နော် black quality ကောင်းလဲမကောင်းဘူးဆိုတာကိုကျွန်တော်ကြည့်အောင်ကဲ download တော့လုပ်လိုက်ပြီအဲဒီ download folder ဒီမှာကျွန်တော်ပတ်ပြီးတော့ကြည့်လိုက်မယ်မရောက်သေးဘူးမဟုတ်ဘူးဒီပါ okay ကျွန်တော်ဗာလဲခုကဒါကြတော့ကျွန်တော်တို့ Gemini နဲ့ထုတ်တဲ့ result ပေါ့လောလောဆယ်ခဏစောင့်ပါအောင်ဒီမှာ loading လုပ်နေရောပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဗာလဲ ChatGPT ကိုလည်းကျွန်တော်ခိုင်းလိုက်တယ်ပေါ့နော် ChatGPT မှာ a young man using a laptop drinking coffee ပါညာပေါ့နော်သူကဒီလိုပုံထုတ်တယ်ဆိုလိုချင်တဲ့က ChatGPT မှာတစ်မျိုးထုတ်မယ် Gemini မှာခုထုတ်အဲ့လိုပြထုတ်တွေကတခုနဲ့တူ software tools က result color ကောင်းကောင်းထုတ်ပြီးလေဆိုတာလေးကိုကျွန်တော်တို့ compare လုပ်ဖို့အတွက်နိုင်ချင်ကြည့်ဖို့အတွက်ပဲနော်ဒီနေရာမှာဒီကောင်းလို့ဆိုတော့ကြည့်ပါဦးတော်လေးမိုက်တယ်ကျွန်တော်တို့သုံးထားတယ်လူငယ်တယောက်က copy တောက်နေတယ် copy ဆိုင်မှာနော် copy ဆိုင်မှာ copy တောက်နေရင်းနဲ့ကျွန်တော်ဘာပြန်ကိုက်လဲဆိုရင်atmosphere system တို့ဒီ warm tone soft လို့စသည်ပဲကျွန်တော်ဒီမှာဘာတွေပြောလဲအသေးစိတ်ကိုကသူလုပ်ပေးထားတယ်ဒီကောင် 90mm lens ကိုတုံးထားတယ်ဒီကောင်ကြတော့လုံးဝကိုကောင်းဆိုင်မှာပုံရိုက်တဲ့ quality လိုမျိုးကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟင်နော်အဲ့တော့ကျွန်တော် Gemini ရဲ့ကြည့်အောင်ဒီ Gemini ရဲ့ result ကဒီ tools ကိုတုံးပါပြဿနာမရှိဘူး cloud တုံးမလားတုံးတခြားတပြင်းဥစ္စာတွေတုံးရှင်နေတုံးပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာပဲကိုတိုင်ကကြည့်ပါဘေဟာက result ကောင်း quality ကောင်းလေးထုတ်ပေးလေဆိုတာလေးကိုမနေ့ကကျွန်တော်Gemini ကပူကောင်းတယ်လို့ကျွန်တော်ယူဆတာပေါ့နော်ဒီနေ့ဓာတ်ပုံတွေကဘေဟာပူကောင်းလေဆိုတော့ကိုဆုံးဖြတ်ပါကိုကြည့်ကြပါနော် study အိမ်မှာလုပ်ကြည့်ဒါအသေးစိတ်ကိုကျွန်တော်ပြောဖို့ကစာမနိုင်ဖြစ်တဲ့အပေါ်မှာအချိန်မရှိဘူးဒါဆိုရင်နောက်တစ်ပုံ amount number 2မှာเนาะ example 2ပေါ့เนาะ example 2မှာဗာပြောလဲဒီ concept အနေနဲ့ကျွန်တော်တောင်းတောင်းကိုဘာညာလုပ်ခိုင်းတာပေါ့เนาะအဲ့ဒီတောင်းတောင်း amount in value with the river ဘာညာပေါ့เนาะတောင်းရေးကြမှာဒီလိုဘာလို့ river လေးကိုတုံထားတယ်အဲ့ဒီကကြတော့နေ sunrise နေထွက်တဲ့အချိန်ပုံစံမျိုးနဲ့ပေါ့เนาะဒီ quality လေးကြည့်ကြပါဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီဟာက Gemini ကထုတ်ပေးတဲ့ result ဖြစ်တဲ့ဆိုတော့ကျွန်တော်တို့ ChatGPT မှာကြတော့ဘယ်လို result လဲဆိုတော့တော်တော်ကြီးဒီမှာအဲ့ဒီ time ပဲဒီ prompt အဲ့ဒီ time ပဲဒါမဲ့သူထုတ်ပေးတဲ့ result ကကြတော့ပို့ပြီးတော့2ဆန်းနေတယ်ဘောနော်ဒီတစ်လုံးတောင်းတစ်လုံးကြမှာဒီလိုထွက်လာတာတော်တော် realistic ဖြစ်တယ်ဒါမဲ့ဒီကောင်ကဒီတိုင်းကြည့်လိုက်ရင်တော့ AI မင်းတော့နော်
realistic ဆိုရင်ဒီကောင်လည်းဗာလဲ realistic လို့ဖြစ်သလားမဖြစ်ဘူးလားဆိုတော့ကိုကြည့်ပေါ့နော် okay ဒါဆိုကျွန်တော်နောက်တစ်ခုတွားကြည့်မယ် example 3ကိုကျွန်တော်လုပ်လိုက်တယ် example တစ်ခုပေါ့နော် product အဲ့မှာကျွန်တော်တို့ဒီပလင်းတစ်လုံးပေါ့နော်ဒီရေမွေးပလင်းပေါ့နော်အဲ့ဒါသူရဲ့ကျွန်မ result ပေါ့နော်ဒီလို result ပေါ့နော်သူက shadow လေးပါတယ်နော်luxury ပလင်းဖြစ်တဲ့ကျွန်တော် marble surface တစ်ခုပေါ်မှာဒီမျက်နှာပေါ်မှာတင်ထားတယ်ပြီးတော့ဒီ premium density ဖြစ်တယ်ပေါ့နော်ဒီ minimum setup လုပ်လိုက်တယ်ပုံဒါမျိုးလို့သူလုပ်ပေးတာအဲ့တော့ကျွန်တော်တို့ဒီဗာလဲမဲ့အဲ့ဒီ prompt ပဲဆက်ဒီမိုက်ဆက်ဒီနေမိုက်နော်နည်းနည်းတည်တက်တယ်ပေါ့ကြည့်ပေါ့သူရဲ့ result ကပို့တော့လာတယ်လို့ပဲနော်ဒါမသိအဲ့ကျွန်တော်လုံးလိုက်တာရှင်းကြမှာဆိုလို့ဒါဆိုရင်ဒါကြတော့နောက်တစ်ခုကျွန်တော်တို့ကဒီ prompt လေးတစ်ခုကြည့်လိုက်ပါမယ်အမျိုးသမီးတူပုံပေါ့နော်realistic ပုံမြန်မာဝင် portrait မှာတကယ်အမျိုးသမီးကိုထိလိုက်တယ်ဒါကြတော့ကျွန်တော်ရဲ့ဒီပေါ့နော် concept အနေနဲ့နေပြုံးမယ် natural makeup လို့ဒီသိပါတယ်အမျိုးသမီးတွေသူတို့ဒီအလားစီနာပါညာပေါ့နော် wearing traditional ရိုးရာဝတ်စုံတွေပေါ့နော်အမျိုးသမီးရဲ့ဒီ blues inji ဝတ်မယ်သူရဲ့တမီလေးပေါ့နော်ဒီသူ soft indo ဆိုတာအဲ့ဒီအလင်းကိုတုံးလိုက်တယ်ပေါ့နော်နောက်တစ်ခုက cinematic portrait photography เนาะတကယ်ရုပ်ရှင်မှာရိုက်တဲ့ဒီ portrait ဓာတ်ပုံပေါ့နော်တကယ်သူက ultra realistic သုံးတယ်ဒါပေမဲ့အဲ့ဒါကျတော့ထုတ်ခိုင်းတယ်ဒီဟာလေးကိုကျွန်တော်က copy ယူလိုက်တယ် copy ယူပြီးတော့မှသူ့ကိုကျွန်တော်တို့က Gemini မှာတွားပြီးတော့ pass လုပ်လိုက်တယ်เนาะ pass လုပ်တော့ကျွန်တော်တို့ကိုပေးအင်ဂျီလေးဝတ်တယ်ဒီတမင်လေးဝတ်ဒီလိုမျိုးတော့ရှောက်လာကျွန်တော်တန်းသိတယ်ပေါ့နော်ဒီနေရာဘယ်နေရာဖြစ်နိုင်တယ်ဘယ်ကွန်ကြည့်ရောကဒါကြတော့ပေးတဲ့ Gemini ကအဲ့ဒါကိုကျွန်တော်ကဒီ Chat GPT မှာတွားပြီးတော့အဲ့ကိုပေးလိုက်တဲ့အခါ Chat GPT ကဒီလိုပုံစံမျိုးကိုပေးလိုက်တယ်နော်ဒါဆိုရင်ဒီနေရာမှာဒီဓာတ်ပုံတွေကိုစပြီးတော့မှကျွန်တော်တို့ကဘာပြန်လုပ်လို့ရလဲဆိုရင် edit ပြန်လုပ်လို့ရတယ်ကျွန်တော် engine အယောင်မကြိုက်ဘူးเนาะ engine အယောင်ကိုဓာတ်ပုံထွက်ပြီဆိုတော့ဒီ result နဲ့အဲ့ဒါကို edit ပြန်လုပ်တော့လို့ရတယ်ဒီအမျိုးသမီးစပင်းကိုဒီအယောင်လေးလုပ်ပေးပါเนาะred color လုပ်ပေးပါတော်ဒီမဟုတ်ဒီ engine ဒီ blues လေးကိုတခြားအယောင်ကိုပြောင်းပေးပါဟိုသူဘေးနားမှာတော့ပရเนาะဒီအနောက်မှာဒီပရာစင်လေးပါညာလုပ်ပေးပါစသည်အပြင်ဒါမျိုးတွေကိုပြန်ကင်လို့ရတယ်ဆိုလို့ရှိရင်ဒါက prompts တွေမှာပဲမူတယ်အကယ်၍ဒီနေရာမှာဘာကြောင့်ဒါလဲ prompts တွေရဲ့မဟုတ်ရင်သူတို့က result အများကြီးမပေးနိုင်ဘူးကျွန်တော်ရှေ့အန်းစာထဲမှာပြောထားတဲ့အတိုင်းပါပဲကျွန်တော်သူတို့ကိုတိတိကျကျပေးနိုင်မှသူကတိတိကျကျကိုစဉ်းစားလို့ရတယ်နော်တိတိကျကျကိုသူတို့မပေးနိုင်ဘူးဆိုရင် prompt မကောက်ရင် result လည်းမကောက်ဘူးဆိုတော့တိုင်းပါအဲ့တော့ကျွန်တော်တို့ဟာဒီနေရာမှာဒီလို prompt ကိုမရေးပြီးတော့မှကျွန်တော်ကိုအမျိုးသမီးမြန်မာအမျိုးသမီးပုံတစ်ပုံလောက်လုပ်ပေးပါဆိုရင်လုပ်ပေးမယ်ဒါပေမဲ့ဘယ်လို result ထွက်လာမယ်ဆိုတာကိုစမ်းကြည့်ပါကိုမှဘုံလေးရှိတယ် laptop လေးရှိကောင်းရှိမယ်စမ်းကြည့်လိုက်တကယ်တဲ့အဲ့လိုကျွန်တော်တို့ဒီတူတူလေးကပေးလိုက်တယ်အဲ့မှာလုံးဝကို concept လည်းမရှိဘူး context လည်းမရှိဘူးဒီ clarity လည်းမရှိဘူးဒီ shoe တုံး3ခုမရှိဘူး
3C formula မရှိဘူးဆိုရင်ကိုကိုပေးတဲ့ဒီ result ကလေကိုလိုချင်တဲ့အတိုင်းဖြစ်ချင်နေဖြစ်မှာပေါ့နော်အဲ့တော့ကိုဒီ 3C formula ရှုတော့ကိုအသုံးပြုတူးပြီးတော့မှကို from prompt ကိုလုပ်ပါဒါဆိုရင်ကျွန်တော်တို့ဒီ perfect prompt တခုရလာနိုင်တယ်ပေါ့နော် okay ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကိုမေးစရာများတက်ရှိလားဟုတ်ပြီဗျာဟုတ်ဗျာ hello ဟုတ်ကဲ့အဆင်ပြေပါဗျာ အဆင်ပြေကြလားမသိဘူးเนาะ သင်ပြပါရဆရာ step နောက်တစ်ခုတွားလိုက်လို့ရလား ဟုတ် ဟုတ် ကဲ့ ကဲ့ကျွန်တော် ရပါတယ်ဆရာနောက်တစ်ခုသွားလို့ရပါတ ပြော ယ် တာ ဗျာ နည်းနည်းမြန် ရပါတယ်ဆရာ Okay, မြန်တယ် okay. လိုက်မိပြီလိုက်လို့မိပါတယ်ဆရာဟုတ် okay ကောင်းပါပြီကျေးဇူးပါအများကြီးကျေးဇူးတင်တယ်เนาะဟိုမှာကျွန်တော်အကေးအញ្ញမ်းမြန်နေတယ်ထိုက်နေတယ်ဆိုရင်လည်းကျွန်တော်ကိုနည်းနည်းဟိုအချက်လက်ပြပါအောင်เนาะ comment မှာပဲဖြစ်ဖြစ် voice နဲ့ပဲဖြစ်ဖြစ်ဟိုကျွန်တော်အကောင်းဆုံးဟိုပြင်ဆင်ဖို့ကြိုးစားပေးပါမယ်ခွေเนาะ ဟုတ်ကဲ့ပါဆရာဟုတ် okay ကျေးဇူးပါဒါဆိုရင်နောက်တစ်ဆင့်တော့တော့ဒီမှာကြည့်လိုက်ဟုတ်ပြီဒါကကြတော့ကျွန်တော်တို့ကလုတ်တဲ့prompts တွေဟုတ်ပြီနော်ဒါကြတော့ကျွန်တော်တို့ရှုတော့ကျွန်တော်တို့ကဒီလောက်တိကိုအချိန်မပေးနိုင်ဘူးဆရာရဲ့ကျွန်တော်တို့ကဒီလောက်တိအချိန်မပေးနိုင်ဘူးဒီအစိမပြေဘူးကျွန်တော်လည်းမကျွင်းကျင်ဘူးပေါ့နော်ကျွန်တော်မှာlevel မရှိဘူးဒါတွေကိုမလုပ်နိုင်ဘူးဆိုရင်ဟုတ်ပြီ AI ကိုသုံးနေတယ်ဆိုရင် AI ကိုပြန်ကိုင်းလို့ရတယ်โอเคနော် prompt မရည်တဲ့လည်းပြဿနာမရှိပါဘူးဒီ formula လည်းမတက်တဲ့လူတွဲပေါ်ဒီ formula အသုံးနေတာမတက်ရင်မပြူပါနဲ့အဲ့ဒီ prompt ကိုကျွန်တော်ပြန်ကိုင်းလို့ရတယ်ဘသူပြန်ကိုင်းလို့ရတယ်ဆိုတော့ကျွန်တော်ပြောသလိုAI ကိုကိုင်းလို့ရတယ်နော် AI ကိုဘယ်လိုကိုင်းလဲဆိုရင် AI ကိုကိုင်းနေဆိုတာဟုတ်မှာဆိုပါတော့ဒီနေရာမှာနော်ဒါလည်းမဟုတ်သေးဘူးโอเคဒီလိုကျွန်တော် Gemini ကိုတုံးလိုက်မယ် Gemini ကိုတုံးပြီးတော့မှအကူအညီတစ်ခုတောင်းလိုက်မယ်ဒီနေရာမှာ Gemini ပဲတုံး Cloud ပဲတုံးChat GPT ပဲတုံးတိုက်တဲ့ platform ကိုတုံး all people တို့လိုအပ်တယ်ဟုတ်ပြီကျွန်တော်ကိုယ်တိုင်ဒီ 3C formula ကိုမတုံးပြီးတော့မှမလုပ်ဘူးမတက်ဘူး so AI ကိုပြန်ခိုင်းဖို့မှာကျွန်တော်မြန်မာနဲ့ပဲလုပ်လိုက်မယ်ကျောင်းဗာလဲဘယ်လိုလုပ်မလဲဆိုကောင်းတယ်ကြောင်လေးပေါ့နော်ဩခွေကလေးပေါ့ကျွန်တော်ဒီ keyboard error တက်နေတာ cat လို့ရေးလိုက်ကောင်းပြီကျုံးရှင်စွာပြေးလွှားနေသည်သောနေတဲ့ပုံတပုံလှုပ်ချင်တဲ့အတွက်ပုံတပုံလှုပ်ချင်တဲ့အတွက်စာရပဒီလိုပေါ့နော်လှုပ်ချင်တဲ့အတွက်ကျွန်တော်တို့ကိုimage prompt တစ်ခုရေးပေးပါ image prompt တစ်ခုရေးပေးပါ
okay ပြီကျွန်တော် typing error ဖြစ်နေလို့နည်းနည်းမမြန်တာပေါ့နော်ဒီကောင်ကိုကျွန်တော် pro နဲ့ပဲတော့ okay ဒါဆိုရင်ကျွန်တော်ကိုက prompt မရေးဘူးဒါမဲ့အဲ့ဒီ prompt ကိုကျွန်တော်စိတ်ကူးရင်းနဲ့ဘယ်သူကိုင်းလိုက်လဲဆိုကျွန်တော် AI ကိုကိုင်းလိုက်တယ်ဒီနေရာမှာ prompt တစ်ခုရေးပေးပါဆိုတော့သူဓာတ်ပုံလုပ်ပေးနေရော okay အဲ့လိုကျွန်တော်တို့ဒီနေရာမှာchat GPT ကိုတွားကိုင်းလိုက်ကြိုက်တဲ့နေရာမှာကိုင်းပါတော့ဒါဆိုရင်သူကကျွန်တော်တို့ကို prompt တစ်ခုကိုလုပ်ပေးလိမ့်မယ်နော်ဒီမှာတွေ့လား image prompt ဟုတ်ပြီသူလုပ် prompt တွေမှာအကားဘာညာပေါ့နော်ဆောင်းနာက 3C formula ကမတန်းဝင်နေတယ်တွေ့လားultra realistic high details 4K cinematic lighting vibrant color whole စသည်အပြင်ဒါမျိုးတွေကကျွန်တော်ပြောတဲ့အတိုင်းပါပဲဒီ formula ကဒီထဲမှာပါနေတယ်ဒါပေမဲ့သူထပ်ပြီးတော့ cute adorable playful စသည်အပြင်ဒါမျိုးတွေကိုလည်းသူပါနေတယ်ဒီ key style ကဒီထဲမှာ3 step အပြင်အများကြီးဝင်ထားတယ်လိုချင်ရင်သူအထက် recommendation ပန်ပေးတယ်ဒီ AI ဘက်ကပေါ့နော် cartoon style anime style ဒီ pieces စသည်အပြင်ကျွန်တော်ကိုဒီ recommend ပေးတာထပ်လုပ်ပေးနေတာအစင်းသိမလို့ပါဘူးဟုတ်ပြီဒါဆိုရင်ဒီကောင်းကိုကျွန်တော်တို့က copy ယူလိုက်မယ် copy ယူပြီးတော့မှကျွန်တော်တို့ဟိုကိုကြိုက်တဲ့platform တစ်ခုကိုတွားပါဒီမှာကြာနေတယ်ဒီနေရာမှာကျွန်တော်တွားလိုက်တယ်အဲ့မှာကျွန်တော်တို့ copy ယူတဲ့ဥစ္စာကို pass လုပ်လိုက်ပါpass လုပ်ပြီးတော့မှဒီနေရာမှာဗာလဲဟို create တတိကပါအောင်နော်ဆိုလေးရနော်ပို့တော့ပဲဖြစ်ဖြစ် image ပဲဖြစ်ဖြစ်နော်ဒါမျိုးကိုကျွန်တော်တို့အရှိမတုံလိုက်မဟုတ်ရအနောက်မှာတုံလိုက်ရတယ် make a photo ဆိုပြီးတော့ဆောင်းကကျွန်တော်ယူထားတဲ့ prompt ကိုဒီမှာတက်ပုံတစ်ပုံလောက်ခိုင်းမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကိုအချိန်တိုတွင်အတွင်းမှာတက်ပုံတစ်ပုံကိုကျွန်တော်တို့ကိုပေးလိမ့်မယ်ဆိုတော့ကျွန်တော်တို့ရတဲ့ဒီတက်ပုံကိုလေကျွန်တော်တို့ဗီဒီယိုပြန်လုပ်မယ်ပေါ့နော်ဒီနေ့ section ကloading ကြာတယ်နော်ဒီခဏပါတခုတော့တတိယပါအောင်နော်ဟိုတခါတလေကြတော့ကျွန်တော်တို့က free version သုံးနေတယ်မို့လို့ဒီလို create သူကမပြည့်မချင်း now ဟိုဗာလဲ now ဒီ platform တခုကိုဝင်ပါနဲ့တခါတလေ error တက်သွားတာရှိနိုင်ပွဲခိုင်းဟုတ်ပါနော်အဲ့တော့ဘာလို့ကျွန်တော်တို့ free version သုံးနေတယ်မို့လို့နောက်ပိုင်းကျရင်ကိုတကယ်တဲ့အလုပ်ဖြစ်တဲ့ဒါတွေကကျွန်တော်စီးပွားရေးလုပ်မယ်ဆိုရင်အဲ့ချိန်မှာပဲဝင်အခုတော့မဝင်နဲ့ဘယ်သူမှမဝင်ပါနဲ့ဒါပတ်စံကုန်တယ်နော်ဆောင်းပေးပါတခုခုလိုချင်တော့တခုခုပြန်ပေးစေရတယ်မနေ့ကဟိုကျွန်တော်ဒီနေ့ဒီငန်းစာကကျွန်တော်တင်ပေးတာမဟုတ်ဘူးမနေ့ကကျွန်တော် section ပြီးတဲ့နောက်ပိုင်းမှာဒီနေ့ section အတွက်ဘာတင်ခြင်းလဲဆိုပြီးတော့မှကျွန်တော် feedback ယူတယ်ပေါ့နော် feedback ထဲမှာကျွန်တော်ပြန်စစ်လိုက်တဲ့အခါကျွန်တော်တို့ဒီအရှိုးကြ average ပြန်လုပ်ကြည့်တာပေါ့နော်လုပ်တဲ့အခါအများစုကဒီဓာတ်ပုံ creation လုပ်တာရဲ့ video လုပ်တဲ့တော့ပြပြတော့ဘယ်တော့လဲအဲ့တော့3D လဲပါတာဗောနော် 3D လဲတောင်းဆိုထားတာပြီးတော့ဆောင်းလို့တဲ့တမတောင်းဆိုထားတာဒါတွေတော့အကုန်လုံးပါမှာပဲနောက်တော့ကျွန်တော်တို့ဒီရာခိုင်နှုန်းများတဲ့သူတွေကိုဦးစားပေးတဲ့အနေနဲ့ဒီနေ့ section ကကျွန်တော်ဗီဒီယိုဓာတ်ပုံပန်ထိတာတွေနော်ဝမ်ငင်ရှာတာတွေကိုပဲဦးစားပေးပြီးတော့ဒီနေ့ section မှာပြီးအောင်သင်ပေးပါမယ်နော်โอเคဒါဆိုရင်တော့ကျွန်တော်တိတ်ပြီးတော့မစောင်းပါဘူးเนาะအဲ့လိုမျိုးကျွန်တော်က
ဒီ prompt တစ်ခုကိုရလိုက်တယ်ဒီလိုပါပဲနော် please give me an image a joyful family ဆိုတော့တဘောပါနော်ဒီလိုမျိုးကျွန်တော်တို့ result တစ်ခုထုတ်ပေးလိုက်တယ်ဒီလားဒီမှာလည်းဒီကလေးဗာလဲဒီကြောင်ကလေးနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုပေးပါမယ်ဒါမှအပေါ်မှာတော့ကျွန်တော်လုပ်ပြတာတော့ရှိတယ်ဒါကြောင့် Gemini ကလုပ်ထားတာပါထပ်ပြီးတော့မှဗီဒီယိုဒီပုံကိုဗီဒီယိုရမယ်ကျွန်တော်တို့ကျမတို့ကိုဒီလိုလေးဓာတ်ပုံပြီးဗီဒီယိုပြီးအမလို့ကျင်နေဆိုရင်သူ့ကိုတော့ပြန်ကိုင်းနေနော်ဒီပုံကိုဗီဒီယိုပန်တီမဲ့ဖြစ်တဲ့အတွက်ဗီဒီယို prompt တစ်ခုရေးပေးပါဆိုတော့ကျွန်တော်ကိုဒီဗီဒီယို prompt တစ်ခုကိုသူကလုပ်ပေးလိုက်တယ်နော်ဆောင်းနာလိုမျိုးဒီဟာတွေပေါ့နော် 4K resolution နဲ့ကျွန်တော်ကိုကျွန်တော်ပေးထားတယ်အဲ့ဒါလေးကိုကျွန်တော်ကဒီ copy ယူလိုက်တယ် copy ယူပြီးတော့မှပြန်လုပ်လိုက်ဗီဒီယိုလုပ်တဲ့ဒီ tools တွေရှိတာပေါ့နော်ကျွန်တော်တို့day 2မှာဒီ tools အကြောင်းကျွန်တော်တို့ free ဒီ tools တွေမှာဝင်ပြီးတော့မှလုပ်ပါဒီထဲမှာကျွန်တော်တို့ကaccount review 3တို့ pizza bar တို့စတဲ့ပေဒီမျိုးတွေကလူသုံးများကြတဲ့အပေါ်မှာကျွန်တော်လည်းအဲ့ဒီတိုင်းပဲပြောပါမယ်ဆိုတော့ကျွန်တော်အဲ့ဒီ prom ကိုဒီမှာပေါ့နော်ကျွန်တော်တို့ဒီ pizza ဆိုတဲ့ဒီ platform ကိုဝင်လိုက်တယ်အဲ့ဒီမှာဒီ pizza web ထဲမှာ image တဲ့ဓာတ်ပုံလေးလုပ်လို့ရတယ်အရင်တော့ဆိုရင်တော့ဒီဗာလဲစာတစ်ခုပဲလုပ်လို့ရတာနောက်ပိုက်သူကဒီ version ကို update တင်လိုက်တဲ့အပေါ်မှာဒီ image တွေ video တွေတိုက်တော့အများကြီးပါလာတာပေါ့နော် okay ဘာကောင်က meet ချင်းဝင်တော့မှာဒီနေရာမှာဘာရလဲဆို coin တွေပေးမယ်ပေါ့အဲ့ဒီ coin နဲ့ပဲတပုံလို့ရင်20-25 coin လောက်ထိပေးရလားမသိဘူးเนาะဆိုတော့နောက်တစ်ခုကကိုကတကယ်တော့ဝင်မယ်ဆိုရင်$3000နဲ့နေတဲ့အခုပတ်စံမဟုတ်ကျွန်တော်မြန်မာလိုတွက်ရင်300ကျော်ဖြစ်သွားမယ်120-30လောက်ဖြစ်လာโอเคဒါဆိုရင်ကကျွန်တော်အဲ့ဒါကျွန်တော် free နဲ့တွားမယ်လို့โอเคကြားရပြီเนาะဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ဆရာကြားပြီ sorry ပါဒါဆိုကျွန်တော်ပြန်ရုံပဲကျွန်တော်ရှာမယ်ဘယ်နာနေ line ထိုင်းသွားတာ Pro ကစပြီးပြတ်သွားတာပါလား okay skin ချိလိုက်မယ်နော် ဟုတ်ကြော ဒါဆိုကျွန်တော်တို့ဒီနေ့9နာရီ10မိနစ်15မိနစ်တိကျွန်တော်သွားပေးမယ်ဗာလဲဝင်ငယ်ရှာတဲ့အပိုက်မရောက်သေးလို့လေအဲ့ဒါလည်းအရေးကြီးတယ်โอเค prompt ရေးတာလေကျွန်တော်တို့အမျိုးမျိုးရှိတယ် 3C formula ကိုကျွန်တော်တို့သုံးချင်သုံး 3C formula ကိုမသုံးတတ်ဘူးဆိုရင်ကျွန်တော်တို့က AI ကိုခိုင်းမယ်เนาะ AI ကိုခိုင်းတယ်ဆိုတာကဒါက 3C formula သုံးပြီးတော့မှထွက်လာတဲ့ဒီ prompts တွေဖြစ်တယ်ဟုတ်ပြီကျွန်တော်ဒီ3 step formula ကို 3C formula ကိုမသုံးဘူးမတက်ဘူးဆိုရင်ကျွန်တော်တို့ကဘယ်သူပြန်ကိုင်းလို့ရလဲဆိုရင်ဒီ AI ကိုကိုင်းလို့ရတယ်เนาะ AI ကိုကိုင်းလို့ရတယ်ဒီလိုပါပဲAI ကိုကိုင်းမယ်ကျွန်တော်တို့ကို prompt ရေးပေးပါစသည်အပြင်သူတို့ကိုကိုင်းမယ်เนาะကျွန်တော်ဒီလို prompt တွေရေးကိုင်းတယ်သိလားကိုင်းပြီးတော့မှဟုတ်ပြီဒါကြတော့ကျွန်တော် dev ပုံအတွက်ရပြီနောက်တစ်ဆင့်ကကျွန်တော်တို့ဗီဒီယိုတွေလုပ်မယ်ဗီဒီယိုတွေလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ 3C formula ကိုမသုံးတတ်ဘူးမသုံးနဲ့ရတယ်ဒါဆိုကျွန်တော်တို့ chat GPT ပဲဖြစ်ဖြစ်အဲ့လို platform တစ်ခုခုသုံးပြီးတော့မှကျွန်တော်တို့ကိုဒီလိုဗီဒီယိုလေးကိုပန်တီးပေးပါဆိုပြီးတော့မှကျွန်တော်တို့ခိုင်းရင်လေသူတို့ကကျွန်တော်တို့ကို prompt တွေရေးပေးလိုက်မယ်အဲ့လိုရေးပေးတဲ့အခါဒီ prompt တွေမှာလည်းကိုကပြင်ဆင်ခြင်းနေဆိုရင်ပြင်ဆင်လို့ရတယ်เนาะဒါဆိုရင်အဲ့ဒီဟာရတာကိုကျွန်တော်တို့ကဗီဒီယိုပန်တီးချင်တယ်ဆိုရင်ကျွန်တော်တို့ group ပဲ33Gemini ကအခုတုံးထားတဲ့ဒီ enterprise version မှာ
ဒီ BEO3 ပေါ့နော်အဲ့ဒါတွေကိုသုံးရတယ်ဒီ Pixelbub ကိုသုံးချင်လဲသုံးဟုတ်ပြီကျွန်တော်ကဒီဗာလဲ Sona ကထုတ်တဲ့ဒီ dev ပုံလေးပေါ့နော်ဒီ dev ပုံလေးကိုကျွန်တော်ကgive me an image a joyful မြန်မာဘာညာနော်ဒီ prompt ကလေကျွန်တော်ဘေကရလေဆိုကျွန်တော် AI ကိုခိုင်းတာပါနော်ဒီပုံလေးကို video pan ထိမဲ့ဖြစ်တဲ့အတွက်ပေါ့နော် video prompt တစ်ခုကိုရေးပေးပါဆိုတော့ကျွန်တော်ကိုဒီ Chat GPT ကနေကျွန်တော်တို့ကိုဒီ prompt လေးတစ်ခုကိုရေးပေးလိုက်တယ်အဲ့ဒီ dev ပုံကို तू ကကြည့်တယ်ကြည့်ပြီးတော့ဗာလဲprompt တစ်ခုကို video တော့လုပ်ပေးလိုက်တယ်ပေါ့နော်ဒါလေးကိုကျွန်တော် copy ယူပါသက်ဆိုင်ရာ application website tool ကိုတွားပြီးတော့မှအဲ့ဒီ dev ပုံကိုဒီမှာ attach လုပ်ပြီးရင်အဲ့ဒီနေရာမှာဒီကျွန်တော်တို့ဒီ prompt လေးကိုကျွန်တော်တို့ပြန်ပြီးတော့ pass လုပ်လိုက်ဒီနေရာမှာ enter the character lines စသည်အဖြစ်ကိုထိချင်တဲ့ဒီ prompt လေးကိုဒီမှာ copy ပြီးတော့ pass ထည့်ပေးလိုက်ပါ paste လုပ်လိုက်မယ် paste လုပ်ပြီးဆိုတော့ကျွန်တော်တို့သူ့ကိုauto လေးရတယ် original auto ဆိုတာကvoice ကိုပြောတာပေါ့ဒီနေရာမှာကျွန်တော်တို့ voice change လုပ်လို့ရလားရတယ်အခုကကျွန်တော်တို့ဒီ auto တားလိုက်တယ်ပြီးကျွန်တော်တို့ကိုတိုင်းအတန်နဲ့ပဲလုပ်ချင်တယ်ဆိုရင်လည်း original audio နဲ့ပဲပြန်လုပ်လို့ရတယ်ဒီမှာ panel တွေကအများကြီးရှိတယ်ဒါပေမဲ့ဒီ panel က off ဖြစ်နေတဲ့ပတ်စံတောင်းနေလို့ပေါ့နော်နောက်တစ်ခုကဒီ preset buff ကျွန်တော်တို့ဒီ version ကဖြစ်တဲ့သူ့ကိုဒီဟာကြတော့ကျွန်တော်ပတ်စံနဲ့ဝေတာပေါ့နော်ဒီပတ်စံကိစ္စကကျွန်တော်မပြောဘူးဒီနေရာမှာကျွန်တော်တို့မှာaccount ထဲမှာပေါ့နော်အသစ်ဝင်လိုက်ပြီဆိုတာနဲ့ဒီမှာ coin တွေတက်မယ်ဗီဒီယိုတစ်ပုတ်ကိုလိုးလိုက်ပြီဆိုတာနဲ့အဲ့ဒီ coin က20 25တိဖြတ်လာမသိဘူးဒါတော့ရှိမယ်ဟုတ်ပြီကုန်ပြီဆိုတာနဲ့သူ daily တော့ပေးတယ်နော်တရက်ကို20လားမသိဘူးပေးတယ်အကယ်၍မရဘူးဆိုရင်နောက်ဒီမဲ့တစ်ခုနဲ့ပြန်ဝင်လိုက်အဲ့လိုပြန် coin တွေပြေးသွားလိမ့်မယ်ဒါမျိုးတွေကိုကျွန်တော်လုပ်ပါတိုးတော့ဒီနေရာမှာအခန်းအသန်းတစ်ခုရှိတယ်အဲ့ဒါကဘာ limitation လဲဆိုရင်စေစကန်အတိလုံးလို့ရတဲ့ဗီဒီယိုပါပဲအရှိကြီးလုံးလို့မရဘူး10မိနစ်2မိနစ်3မိနစ်5မိနစ်10မိနစ်တနာရီဒါမျိုးတွေလုံးလို့မရပါဘူးကျွန်တော်က free version သုံးနေတဲ့အပေါ်မှာကျွန်တော်တို့ဒီစေစကန်ကိုတပိုင်းလုံးပြီးတော့မှကပ်ပဲဖြစ်ကင်ပါပဲအဲ့မှာပြန်ပြီးတော့သူကိုပေါင်းပြီးတော့ဗီဒီယိုကိုရှင်းလုံးလို့ရတာပေါ့နော်ဒါတပိုင်းဟုတ်ပြီဒီလိုမျိုးတွေကိုလည်းကျွန်တော်တို့မလုံးနိုင်ဘူးเนาะ AI ကိုလည်းမကိုက်ဘူး 3C formula ကိုလည်းမတုံ့ဘူးဆိုရင်နောက်တစ်ခုပါရှိလဲဆိုရင်ဒီပါဒီမှာဓာတ်ပုံတွေဗီဒီယိုတွေကိုကလစ်ထုတ်ပြီးတော့မှ auto prompt တွေယူတာဒါဆိုကျွန်တော်တို့ကဒီဟာလေးကိုmygen gallery ကိုကျွန်တော်တို့တွားမယ် mygen gallery AI ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေရာမှာ mygen gallery AI ကို copy ယူပြီးတော့မှလုံးလိုက်တယ်ဆိုရင်တည်တယ် mygen AI ပေါ့နော်ဒီ mygen AI ကဘာလဲဆိုရင်ဒီနေရာမှာဓာတ်ပုံတွေအများကြီးရှိတယ် style တွေအများကြီးရှိတယ်ကိုကဘေး style ကိုကြိုက်တယ်ဘေးပုံစံကိုကြိုက်တယ်ဥပမာ nano banana ဆိုရင် nano banana အတွက်တည်တင်လာမယ်C dance လေးရှိတယ် GPT image ရှိတယ် Mad Journey လို့ရှိတယ်ဒါ all ကိုယူထားတာပါတကူချင်းချင်းလေးကိုတွားချင်းကိုကြိုက်တဲ့ဥစ္စာကိုတွားချင်းလေးတွားလို့ရတယ်ဒီမှာကျွန်တော် GTA 5ဒီမှာ Ronaldo အယုတ်တင်တဲ့ GTA gaming ပေါ့နော်ဒါ six ကိုလုပ်ထားတယ်အဲ့ဒီမှာကိုအယုတ်နဲ့ကိုလုပ်ချင်တယ်ဆိုတော့ဒီဟာကိုလုပ်ဖို့အတွက်က prompt တွေကျွန်တော်တို့လုပ်ရလိမ့်မယ်မလိုဘူးဒီနေရာမှာဒီဟာလေးကိုကလေးလေးထောက်ကြည့်လိုက်ဒါဆို auto prompt တွေကိုရှာပြီးသားတွေ့လားဒီဟာလေးကို copy ယူပြီးတော့မှသက်ဆိုင်ရာနေရာမှာတွားပြီးတော့မှဘာလုပ်လဲဒီဓာတ်ပုံတွေပန်ထိလိုက်ပေါ့နော်ဒီအတိုင်းပဲပြန်ထွက်လာလိမ့်မယ်တွားလိုက်တော့မှဒီကောင်မြဒီအမျိုးသမီးဓာတ်ပုံထိလိုက်တော့သူနဲ့ထွက်လာတယ်ဒီမှာလေးဒီလိုပါပဲကိုလည်းဒီလိုဓာတ်ပုံလေးလုပ်လို့ရတယ်ပေါ့နော်ဒါတနည်းပေါ့နော်ဒါကျွန်တော်တို့ဒီ method က3မျိုးရှိတယ်ကိုတိုင်း 3C formula သုံးပြီးတော့ prompt ရေးမလားအဲ့လိုမလုပ်ချင်ဘူးဆိုရင်Chat GPT တို့ဘာတို့ညာတို့ကိုခိုင်းပြီးတော့မှ prompt ကိုလုပ်မလားဒါလည်းမလုပ်နိုင်ဘူးကျွန်တော်တို့ Marjan တို့ဒီ Yes and AI နေရာမှာတွားပြီးတော့ဗီဒီယိုကိုကြည့်ဓာတ်ပုံတွေကိုကြည့်ပြီးတော့မှအတူယူတာမျိုးတွေလည်းလုပ်လို့ရတယ်ဒါတွေကအများကြီးရှိတယ်ပေါ့နော်တနေရာတဲ့တစ်ချိန်တည်းမှာပြီးသွားမှာမဟုတ်ဘူးကျွန်တော်တို့အများကြီးတည်ယူနေဒီလိုဟာတွေကကျွန်တော်တို့ကိုfree တွေပေးလာနိုင်တယ်ရေရှည်ဘယ်လိုဖြစ်လာမယ်မသိဘူးအဲ့တော့ကျွန်တော်တို့ဒီ lifetime group မှာရှိနေဖို့တော့လိုအပ်တယ်ပေါ့နော်ဒါဆိုရင်ဒီဟာကတပိုင်းပြီးပါပြီဟုတ်ပြီကျွန်တော်တို့အခုကတဲပုံလေးလုပ်လို့ရတယ်
ဗီဒီယိုလေးလုပ်လို့ရတယ်ဆိုတော့အဲ့ဒီ dev ပုံနဲ့ဗီဒီယိုတွေကိုလုပ်ပြီးအချိန်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ဝင်လေးတခုမလိုချင်ဘူးလားလိုချင်တာပေါ့နော်ဒီနေ့သင်ခန်းစာဒီကျွန်တော်လုပ်တဲ့သင်ခန်းစာမဟုတ်ဘူးမနေ့ကကျွန်တော်ကိုဒီ feedback ပေးတဲ့ကျောင်းသားတွေကဒီ participant တွေကဗီဒီယိုလုပ်နေလုပ်နေတဲ့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော် percentage အနေနဲ့ပြန်ကြည့်လိုက်တဲ့အခါဝင်ငင်ရှာတဲ့အပိုင်းတွေရဲ့ဗီဒီယိုပန်တိတာရဲ့ဓာတ်ပုံပန်တိတာရဲ့ဒီသုံးခုကအများစုဖြစ်တဲ့အပေါ်မှာဒီ percentage အလိုက်ပဲကျွန်တော် priority ဦးစားပေးပြီးတော့မှဒီနေ့သင်ခန်းစာကိုကျွန်တော်လိုရခြင်းဖြစ်တဲ့နောက်ပိုင်းကျရင်ကျန်တဲ့percentage နေတဲ့ဥစ္စာကိုကြတော့ဆောက်လို့ရတဲ့ 3D ပါညာပေါ့အဲ့ဒါတို့နောက်နေ့အစဉ်ပြေလဲလုပ်ပေးမယ်မရှိဘူးဆိုတော့ကျွန်တော်တို့က live 10 ရှိမှာ live 10 မှာလေကျွန်တော်ဒီဟာတွေကိုအသေးစိတ်သင်ကြားပေးတော့မှာဖြစ်တဲ့ basic to advanced level master level ထိသင်ကြားပေးမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ကအကျဉ်းအပြည့်ပေါ့ဒီနေ့ကျွန်တော်တို့ဒီ grade prompt engineering ကိစ္စကိုတော့နားလည်သွားပြီလို့တင်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေရာဒီဟာလေးမလုပ်တော့ဘူးเนาะအချိန်မရှိတော့ဘူး online ဝင်ငင်ရှာမယ်အခုကျွန်တော်တို့လုပ်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေစာတွေဘာတွေညာတွေအဲ့ဒါတွေ ਨੇ လှုပ်ရှားလို့ရလားကြည့်ကြအောင်ပေါ့နော်သင်ကြားရတယ်နော် ကြားရပါတယ်ဆရာ Sao vậy? okay ကျွန်တော်တို့ဒီ freelancing ဒီမှာကျတော့အများကြီးရှိတာပေါ့နော်ကျွန်တော်ခုရှင်ကျွန်တော်ပေးထားလိုက်ပြကျွန်တော် YouTube ဒီနေရာမှာကျွန်တော် freelancing website ကြည့်ရမှာနော်ကျွန်တော်တို့ online ကနေဘယ်လိုဝင်ငင်ရှာမလဲကိုက freelancing website ကိုတုံးပြီးတော့မှဝင်ရှာလို့ရတယ် AI ဓာတ်ပုံတွေ design တွေကိုရောင်းပြီးတော့လေဝင်ရှာလို့ရတယ်ကျွန်တော်တို့ stock photo တွေ video website တွေမှာလည်းပတ်စံရှာလို့ရတယ် YouTube တွေမှာလည်း video တွေ income တွေလုပ်လို့ရတယ်အဲ့လိုမျိုး marketing ရှိတဲ့ဒီ website တွေပေါ့နော်အဲ့ဒီမှာလည်းပတ်စံရှာလို့ရတယ်တဲ့ online ကနေဥမာကျွန်တော်တို့လိုသင်တန်းပေးပြီးတော့မှ course တွေရောင်းပြီးတော့မှပတ်စံရှာတာလည်းရှိတယ်ပေါ့နော်ဒါမျိုးတွေလည်းလုပ်လို့ရတယ်တချို့ blogger တွေမှာမှ blogging လုပ်တဲ့ blogger တွေရိုက်တယ်ပြီးတော့ဒီ content တွေရေးတယ်ပေါ့နော်ဒီအဲ့လိုမျိုး writing တွေလုပ်ပြီးတော့မှဒီပတ်စံရှာတာလည်းလမ်းကြောင်းတွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ part time full time အချိန်ပိုင်းဒါမျိုးတွေကျွန်တော်တို့ဒီ remote work တွေရှိတယ်ပေါ့နော် remote အလုပ်တွေရှိတယ်အဲ့ဒါတွေလည်းလုံရင်းနဲ့ပတ်စံရှာလို့ရတယ်နောက်ဆုံးအခုကျွန်တော်တို့ဒီ AI tools တွေကိုအသုံးပြုပြီးတော့မှဝင်ငင်ရှာတာလည်းရှိတာပေါ့နော်အမျိုးမျိုးတော့ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီနေ့ဒီနေရာမှာ freelancing website တွေကဘာတွေမြမနော်ကျွန်တော် Photoshop လည်းခဏပိတ်လိုက်မယ်ဒီနေရာမှာတခုတော့ပြစရာရှိတယ်ဒါမှမပြတော့ဘူးနော်မပြတော့ဘူးဒါဆက်ကလေးနေတာမို့လို့ license ကုန်ပြီဒီကျွန်တော်တို့ Photoshop မှာတော့ AI တွေအများကြီးထွက်လာတယ်ဒီဟာတွေကပြဖို့တော့အချိန်မရှိဘူးနောက်နေ့ပဲကျွန်တော်ဆွေးပြီးတော့သင်ပေးပါမယ်နော်အချိန်ယူပြီးတော့သင်ပေးမယ် Okay ကျွန်တော်တို့ကဒီ freelancing software လေးကြည့်လိုက် freelancing software ဒီမှာဒီဟာပါလေ client တွေအတွက်ပေါ့နော် client ဆိုတော့မှကျွန်တော်တို့ဒီ client တွေကို service တွေလုပ်ပြီးတော့မှဝင်ငွေရှာလို့ရတယ်ဟုတ်ဒီအဲ့ဒီ client တွေကကျွန်တော်တို့ပြည်မှာရတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင် client တွေဆိုရင်ဟိုမှာ company တွေဒီဈေးရောင်းတဲ့ဆိုင်တွေကြော်ညာတယ်စသည်အပြင်သူတို့ကိုကျွန်တော်တို့က AI ကိုခိုင်းပြီးတော့မှဓာတ်ပုံဗီဒီယိုတွေ creation တွေ product တွေလုပ်ပြီးတော့မှသူတို့ကို service ပြန်ပေးလို့ရတယ်အဲ့ဒီကနေလည်းပတ်စံရှာလို့ရတယ်အမေရိကဘာလဲဒီ Fiverr ကဟိုတုန်းကဆိုရင်တော်တော်လေးကောင်းတယ် Fiverr ကနေပတ်စံရှာပြီးတော့ဒေါ်လာသိန်းနဲ့ရှာနိုင်တဲ့လမ်းကြောင်းတွေအများကြီးပါပဲဒီ Fiverr မှာဒီ freelancer တွေအများကြီးရှိတယ်ကျွန်တော်တို့နိုင်ငံကတော့ဘယ်နေရာပါမယ်တော့မသိဘူးတပည့်နိုင်ငံဒီအိန္ဒိယတို့ဆိုရင်တော်တော်များများသုံးကြတယ်ဒီ Fiverr တွေပေါ့နော်အဲ့လိုမျိုးဒီ Fiverr သုံးကြတာများတယ်ဒီ Fiverr ကဘာလဲဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြအောင်ဒီ Fiverr ကဒီနော် freelancer software ဖြစ်တယ်နော်
ကိုကလိုအပ်ရင်ဒီမှာဟို sign in sign up လုပ်ပြီးတော့ account တစ်ခုဖွင့်လိုက်အဲ့မှာတွေ့လားဒီမှာ become a seller အမကျွန်တော်ကရောင်းချင်တာဆိုတော့ကျွန်တော်တို့ဘာတွေရောင်းလို့ရတယ်ဆိုတော့မှာဒီမှာလေ AI တာအများကြီးပါနေတာဗောနော်ကျွန်တော်တို့ဒီ programming တွေလုပ်လို့ရတယ်ပြီးတော့ဒီ graphic design တွေရောင်းလို့ရတယ် digital ဒီ translation တွေအများကြီးပဲဒီဟာကိုကျွန်တော်အသေးစိတ်မတော်ဘူးဆိုတော့ဒီ website ကတကယ်ကိုယုံကြည်စိတ်ချလို့ရတဲ့ website ပါဘာလို့ဆိုတော့ trusted by Meta ကလည်း Meta တို့ဒီ Google တို့ဒီလောက် big company တွေပေါ့နော်သူတို့ကို trust လုပ်လို့ရတယ်အများကြီးတဲ့ပတ်စံရှာလို့ရတယ်ပေါ့နော်ဒီ freelancer ပေါ့ဒီ freelancer software မှာကိုရေးတဲ့ design တွေကိုရောင်းလို့ရတယ်တင်ပြီးတော့ရောင်းလို့ရအောင် graphic design ဆိုကျွန်တော်တို့ logo graphic design တွေနော် brand style guide အတိအများကြီးရှိတယ် widget နော်programming တွဲဆိုရင်ဒီမှာ digital marketing တို့ video animation တို့ဒါတွေကအကုန်အများကြီးဒီထဲမှာတင်ပြီးတော့မှရောင်းလို့ရတယ်ဟုတ်ပြီကျွန်တော်တင်လိုက်တယ်ကျွန်တော်ကဘာသူယူမှာလဲအဓိကကိုရဲ့ဒီ quality ရှိဖို့လိုအပ်တယ်အဲ့ဒါကို client တွေကကြိုက်ပြီဆိုတာနဲ့ဒေါ်လာနဲ့ဝယ်ရတယ်ဒီမှာကြည့်တယ်နော်တချို့ဟာတွေကြတော့ကျွန်တော်အရင်တုန်းကဆိုရင်ပတ်စံတော့ကျွန်တော်ဒီစမ်းပို့အတွက်$4ဆိုရင်ဒီနေရာမှာမြန်မာနိုင်ငံမှာနေတဲ့ icon တခု$4နဲ့ကျွန်တော်ယူတာပြီးတော့ကျွန်တော်ဒီ headway logo ကိုဒီဘက်ကdesigner တယောက်ကိုကျွန်တော်စမ်းကြည့်တာပေါ့နော်ခိုင်းလိုက်တဲ့က$100လေ$100ဆို logo တစ်ခုကို$100ဆိုရင်မြန်မာငွေအနေနဲ့4သိန်းကျော်တယ်ဗျာနော်အဲ့ဒါသူက 5% short ပေးမယ်ဆိုရင်တော့ဘာမှမထူဘူးလေအဲ့တော့ဒီ logo တစ်ခုကိုတော့ဟိုတော့မှအဲ့လောက်ထိပေးရတယ်ရတာပေါ့နော်တကယ်ကြိုက်တဲ့လူကသူတို့တက်ပတ်စံ$100 200ဆိုတာဘာမှမဟုတ်ဘူးနော်အဓိကကိုရဲ့ဒီ service client တွေကိုပေးတဲ့ quality တွေနော်ဒီနေရာမှာတင်တဲ့ဒီအများစုကလူတွေကဒီ freelancer တွေတင်ထားတယ်ဘသူကိုကြိုက်လဲသူ့နေရာကိုသူတွားယူတာတပေါ့မှဒီလိုပါကျွန်တော် company အတွက်ဒီ logo design တစ်ခုကိုသူကချခြင်းတယ်သူကယူခြင်းတယ်သူကကြည့်လိုက်တယ် logo တခုကြီးနဲ့ဒီ logo ကိုသူကကြိုက်သွားတယ်အဲ့ဒီ logo ကဘသူတင်တာလဲဆိုသူကြိုက်တယ်တင်တဲ့လူကသူကြိုက်ပြီဆိုတော့အဲ့ဒီတင်တဲ့လူကဒီ page နဲ့ဆိုရင် personal ဝင်3ရတယ်ဆိုတော့ဒီလိုမျိုးပါနော် Fiverr ကတော်တော်အဆင်ပြေတယ်အကယ်၍ Fiverr အကြောင်းကိုလေးလာခြင်းနဲ့ဆိုယူတော့မှ Fiverr အကြောင်းကိုလေးလာလို့ရအမှသူတင်နေတယ်ဆိုရင်ကျွန်တော်တို့ဒီ live time မှာ group မှာကျွန်တော်ဒါကိုတစ်စိတ်တစ်ပိုင်းကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ဒါဟိုတုန်းကဒီ Fiverr ကနေပတ်စံရှာလို့ရတဲ့ website တစ်ခုပါနော်အခုနောက်ပိုင်းရလားမရဘူးလားဆိုတာလည်းကျွန်တော်တို့မသိသေးဘူးအဲ့ဒါကျွန်တော် study ပြန်လုပ်ပြီးမှပြန်ပြောပြပါမယ်နောက်တစ်ခုက Upwork လူတိုင်းသိပါတယ်ဒီ Upwork ကတော်တော်များများကျွန်တော်တို့နိုင်ငံမှာဒီ Upwork trustful ပါနော် Upwork ကနေ client တွေတော်တော် company တို့မှာကျွန်တော်ဆိုရင်ကျွန်တော်တစ်ချက်ပြမယ်ဒီ Upwork ကနေကျွန်တော်ပတ်စံလဲရှာဘူးပါတယ်ရှာဘူးတယ်ကဒါပေမဲ့အခုဒီပတ်စံတော့ထုတ်လို့မရသေးဘူးဘောနော်ဒီပတ်စံကဒေါ်လာနေတဲ့ဒေါ်လာမဟုတ်ဘူးကျွန်တော်ဗာလဲstruck ဖြစ်နေတာထုတ်လို့မရဘူးဖြစ်နေတာဒီဒေါ်လာတွေကဆိုတော့ PayPal account နဲ့တုံးရတယ်ကျွန်တော်နိုင်ငံရဲ့ account တွေနဲ့မရဘူးဒီ pay owner account တွေပါအခုက account limitation ဖြစ်တယ်ဆိုတော့လေဒီနေရာမှာ Upwork မှာအခုနည်းနည်းဆိုးသွားတယ်ဗျသူတို့ဟိုရတယ်ယူရတယ်ဟိုတုန်းကဆိုရင်အဲ့မှာတချို့ဒီ client တွေက community ကကြည့်နေတယ်မဟုတ်သူတို့ post တစ်ခုတင်လိုက်တယ်ကျွန်တော်တို့ကဒီ writing အတွက်ဒီလိုလူတွေလိုချင်တယ်ဆိုရင်သူတို့ဒီ post တစ်ခုတင်လိုက်တယ်ဥပမာကျွန်တော်ဆိုရင်ဒီတူရကီမှာဘောနော်transition လုပ်တာဘာသာပြန်တာကိုမှသူတို့ကအင်္ဂလိပ်လိုပေးတယ်အဲ့ဒါကိုမှကျွန်တော်တို့ကမြန်မာလိုဘာသာပြန်ပေးလိုက်တယ်ဥပမာမြန်မာလိုပေးတယ်အင်္ဂလိပ်လိုဘာသာပြန်ပေးလိုက်တယ်ဥပမာရခိုင်လိုဆိုရင်လည်းရခိုင်လိုဘာသာပြန်အဲ့လိုမျိုးသူကဒီ service ကိုပေးတယ်ကျွန်တော်ဒီဥပမာ10မိနစ်ဆို10မိနစ်စာဘယ်လောက်လဲဒါတွေကိုကျွန်တော်တို့ပတ်စံပေးပေးကျွန်တော်အများကြီးတော့ရထားပါတယ်ဒါပေမဲ့အခုလည်းပတ်စံထုတ်လို့မရသေးဘူးเนาะအဲ့လို freelancer website တွေရှိတယ်လိုအပ်ရင် screenshot ရိုက်ထားပါဒီ website ကိုတွားပြီးတော့စုံစမ်းကြည့်လိုက်ဒါပေမဲ့ကျွန်တော်ပတ်စံဝင်နေတာကကျွန်တော်မားပြီးတော့ပေးလိုက်တယ်ကျွန်တော် PayPal account လည်းမပေးဘူး pay ဝင်တာလည်းမပေးဘူးသူတို့ကဒီ client က Guru account ကနေသူတို့က Guru account ကိုပတ်စံပေးမယ်တဲ့ဟုတ်ပြီ Guru account ကိုကျွန်တော်ပတ်စံပေးလိုက်တော့ကျွန်တော်ပတ်စံက Guru account မှာအခုထိရှိနေတယ်ထုတ်လို့မရသေးဘူးအဲ့ဒီဝယ်တနေ့တစ်ချိန်ကျွန်တော်နိုင်ငံခြားရောက်မှအဲ့ဒီ account ကိုပြန်လုပ်တော့မယ်သူက active လုပ်ခိုင်းတာ
မြန်မာနိုင်ငံမှာရှိတဲ့ဒီ visa card တွေပါတယ်နဲ့မရဘူးသူက credit card နဲ့ရတာအဲ့လိုမျိုးဟို top 10လို့ဒီဟာကြတော့ဒီ freelancer client တွေကို service လုပ်ပြီးတော့မှဝင်ရှာတဲ့ freelancing website တခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အခုဒီနေ့သင်ပြီးတော့မှကျွန်တော်တို့ကဒီနေ့ video တွေ design တွေနေပေါ့နော်AI art poster terminal logo design တွေကိုလို့ရောင်းလို့ရတယ်ရောင်းလို့ရတဲ့ market တွေကပေးနေရတယ်ဥပမာ free fix ဆိုတဲ့ဒီ dev website တွေပေါ့နော်အဲ့ဒီမှာကို dev ပုံတွေတင်လိုက်တင်ပြီးတော့မှလုပ်အဲ့မှာဟိုကဘယ်လောက်တတ်မှတ်မလဲအဲ့ဒီတိုင်းလို့သူပြန်ဈေးရောင်းလို့ရတယ်ပြီးတော့ market မှာလည်း creative market တို့เนาะ ambassador တို့ဒါမျိုးတွေတော့ရှိတယ်တော့ကြည့်လိုက်ပါဒီမှာတကူရှင်းရှင်းတွေကိုပြဖို့တော့အချိန်မရှိဘူးเนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ stock dev ပုံတွေဒီ stock dev ပုံတွေဆိုရင်လည်းကျွန်တော် drone video တွေ AI generated dev ပုံတွေကိုကျွန်တော်ပြန်ရောင်းနိုင်တယ်ပေါ့နော်ပြန်ရောင်းနိုင်တဲ့အများပြည့်တော့လူတွေသိပါတယ်ကျွန်တော် Shutterstock ဆိုတော့တော်တော်နာမည်ရှိတယ်ဒီ Adobe Stock တွေကပါတဲ့ Adobe series Adobe Stock လို့ဆိုတော်တော်နာ iStock လို့ Almi လို့ဒါတွေကနာမည်ကြီးတဲ့ website တွေပါနာမည်ကြီးတဲ့ website တွေမှာ client တွေကလည်းအဲ့ဒီနေရာမှာတော်ပြီးတော့ဝေတာနာမည်မရှိတဲ့ဒီ website တွေမှာ brand မရှိတဲ့နေရာတွေမှာတော့မဝေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လုပ်တဲ့ platform video ဒါတွေကိုကျွန်တော်ဒီမှာတော့ရောင်းမယ်ဆိုရင်လည်းရောင်းလို့ရတယ်အသေးစိတ်ကိုတခုချင်းချင်းစီကိုဒီ YouTube ကနေလည်းလေးလာနိုင်သလိုအာရင်ပေါ့နော်ကျွန်တော်ကိုလည်း message ပို့ပြီးတော့မှဆက်သွယ်ပြီးတော့မှဘယ်လိုလုပ်ကြလဲဆိုတာလေးကိုမေးလို့ရပါတယ်ကျွန်တော်အကောင်းဆုံးလမ်းညွှန်ပြမယ်နောက်တစ်ခုကျွန်တော်တို့ဒီ YouTube and video income ဥပမာကျွန်တော်တို့က video တင်ပြီးတော့မှ ADS revenue ကကျွန်တော်ပြန်ရတယ် ADS လို့ပေါ့နော်အဲ့ဒါနဲ့ review နဲ့ပြန်လုပ်လို့ရတယ် YouTube တို့ TikTok တို့ဒီ Facebook Creator Studio တွေဒါလည်းလူတိုင်းသိပါတယ်နော်ဒါပေမဲ့ limitation တော့ရှိတယ်ကိုယ့်အကောင့်ကဘာဖြစ်ဖို့လိုအပ်တယ်ဘာလဲရှောင်ဖို့လိုအပ်လဲဆိုတာလေးကိုရှောင်ရင်ကိုရပြီဆိုတာ ਨੇ ကျွန်တော်ဗီဒီယိုတွေတင်ပြီးတော့မှဗီဒီယိုကနေရတဲ့ monetization လုပ်လို့ရပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီဗာလဲ marketing ပေါ့เนาะ affiliated marketing ကျွန်တော် link ကို share လုပ်ပြီးတော့မှ commission ရတာမျိုးဒါတစ်မျိုးပါအမှဒီ Amazon တို့ Clickbank တို့ Digistore တို့ဒါဒီလိုဒီ website တွေရှိတယ်သူတို့ကြော်ညာတယ်သူတို့ product တွေကိုကိုကlike and share ပေါ့တနည်းအားဖြင့် link ကိုသူတို့ link ကိုနောက်တစ်ယောက်ကို forward လုပ်လိုက်တယ်နောက်group တစ်ခုမှာစတယ်ပဲအဲ့လို share လုပ်ကြအပြင်ကိုက commission ပြန်ရတာတယ်နော်အမှတခါ commission ဆိုရင်ဥမာတစ်ချက်ဆိုပါတော့ဗျာ10ခုလုပ်လိုက်ရင်10ချက်တောင်ရတယ်ဒါမျိုးလို့ရှိမှာပေါ့နော်အဲ့ဒါကို link ကို share လုပ်ပြီးတော့မှ commission ရတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်ပေါ့နော်အကုန်လိုရင် website ကို OD data တွေကို screenshot ရိုက်ထားပါနောက်တစ်ခုက online ကျွန်တော်မပြောတော့ပါဘူးဒါကအခုကျွန်တော်လုပ်နေတဲ့ပုံစံပါပဲတန်တန်းကိုရောပြီးတော့မှပတ်စံချတာဒီမြန်မာနိုင်ငံမှာဆိုရင်ဒီတင်တဲ့တွေကိုကြာတာကျွန်တော်အများပြည့် Telegram တို့ဘာလို့တုံးတယ်သူများနိုင်ငံမှာဆိုရင်ဒါတွေပေါ့နော်ဒါတွေကဒါကြောင့်ကျွန်တော်တို့စိတ်မယ်ဆိုတော့ဝင်ကြည့်လိုက်ပါအဆင်ပြေရင်လုပ်အဆင်မပြေရင်ကျွန်တော်တို့ဒီမှာ platform မှာ Facebook တို့ TikTok တို့Telegram channel တို့ဖွင့်ပြီးတော့မှ online coaching လုပ်လို့ရတယ်နော်နောက်တစ်ခုကကျွန်တော်ဒီ writing and blogging ဆိုတဲ့ဟာစာရေးပြီးတော့မှဝင်ငင်ရှာတာရိုက်ထပ်လိုက်ပါဒါတကယ်တမ်းပေးပါတယ်ဝင်ကြည့်လိုက်ပါနော် medium partner program ပေါ့နော်ဒါလုံးနေမသိရင်လည်းကျွန်တော်ဟိုမေးလို့ရတယ်နော် okay နောက်တစ်ခုကကျွန်တော် remote job website ပဲအင်ကနေ online အလုပ်လုပ်ပြီးတော့မှပတ်စံရှာတာ remote okay တို့ we work remotely စတဲ့ဒီ website ကနေလည်းအလုပ်ရပါတယ်ဒါပေမဲ့ဒီ client တွေအများစုကthird country ကလူတွေဖြစ်တယ်ပေါ့နော်ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဟိုမှာကိုကတေဝရင်ပေါ့နော်တေဝတယ်လို့အလုပ်ဖြစ်ပါတယ်အရင်တော့ကဒီ restriction ရှိတာပဲအခုနောက်ပိုင်းလည်းမြန်မာနိုင်ငံမှာလည်းအများကြီးလုံနိုင်တဲ့ quality ရှိတဲ့လူငယ်တွေထွက်လာပါပြီเนาะတကယ် drive design တွေ creation လုပ်တာတွေထွက်လာပါပြီဟိုတုန်းကကျွန်တော်တို့graphic design တွေကိုအချိန်မပေးခဲ့ဘူးမလုပ်ခဲ့ဘူးဝငယ်ကိုတိတ် effect မလုပ်ဘူးပေါ့အခုနောက်ပိုင်းက online ကနေဝငယ်ရှာလာ online က AI ဝင်ပြီးတော့မှပို့ပြီးတော့ hot ဖြစ်လာပုံမှာလူငယ်တော်များများက online ကနေပတ်စံရှာနေတာတွေတော့တွေ့ပါတယ်နောက်တစ်ခုက AI tools တွေကိုအသုံးပြုပြီးတော့မှဝငယ်ရှာတာပါဒါကြတော့အားလုံးသူသိပါတယ်ကျွန်တော်တို့ pay tool ကိုသုံးပြီးတော့မှကျွန်တော် service ပြန်ပေးမလဲဆိုတဲ့ဟာပါ okay ဒါဆိုရင်ကျွန်တော်တို့ကအချိန်လဲအများကြီးပေးရတယ်ဆိုတော့အသေးစိတ်ကိုကျွန်တော်ပြောပြဖို့ကဒီနေ့ဆွဲတဲ့အချိန်ကတနိုင်နဲ့ခါပါမပြည့်ဘူးပေါ့နော်အကြားမှာလဲဟိုတိုက်သွားတယ်ဆိုတော့အားလုံးကိုတောင်းပန်ပါတယ်ဒီမှာမိုးကြိုးလေးချိန်ချိန်ပြီးတော့ချနေတာမိုးကိုလေးပိုက်နေတာပဲ okay ကောင်းပါပြီဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့စုံကြပါမယ်မနေ့ပြန်ကျွန်တော်ဘက်ကဒီတချို့
လေ့ကျင့်ခဲ့ကိုမိနစ်30ပြပြီးတော့မှကျွန်တော်တို့ဒီ team ကဒီနောက်ပိုင်းဒီ lifetime section တွေအတွက်ပေါ့နော်ဘယ်လိုတွားမလဲ Q&A answer တွေရှိပါမယ်မေးပင်ကဏ္ဍတွေရှိပါမယ်နော်နောက်ပြန်အားလုံးသူပါဝင်ပေးကြပါဒီနေ့တင်ကြားပေးတဲ့ထက်မှာမသိတာနားမလည်တာအဆင်မပြေတာစသည်အပြင်ရှိတယ်ဆိုရင်ကျွန်တော်တို့ team ကိုလည်းဆက်သွယ်နိုင်တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းဆက်သွယ်ပြီးတော့မှအကျိုးအကြောင်းလေးကိုပြောဖို့တော့မိတ္တရခံပါတယ်အားလုံးသူအနေနဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဒီ4 day အတွက်ပေါ့နော်ခွင့်ပြုပါကျွန်တော်တို့ကိုဒီဓာတ်ပုံလေးယူခွင့်ပေးပါနော်အားလုံးသူကင်မရာလေး online ပါမယ်